你这边的时候对吧？ဒီမှာတော့စတိုင်းမပြတ်ဒီမှာနည်းနည်းလေးပဲရှိတော့ crafting mode ဆော်ရပါတော့ crafting mode ဆော်တော့ဘာဖြစ်လဲဆိုတော့ပြင်းတယ်နော်ကျွန်တော် village လိုက်ချမယ်ဟဲ့ဟို diamond house အားကိုလည်းအများပဲ wow ကျွန်တော် crafting mode ကိုကျွန်တော် hard mode crafting mode ကို hard mode ထည့်ပြီးဆော်တယ် okay wow ကြောင်လေးရှိကွာဆာမွန်နဲ့ကျွေးခဲ့မှာဟာရအော်ကြီးကြောင်ကလေးရရောက်မစားဘူးလေဆိုမှကြီးတော့တက်တိုင်းပါလား feet ကျွေးမယ်လေဘယ်အောင်နေတယ်လေဟာအိုးရ dragon ရောပဲ okay ဒီမှာ哇嘿 chest wow what hey chest မှာဝင်ကြည့်ကြည့်မယ်ဒီအောင်ဆုံး chest what ဘာမှလည်းမရှိ哇ဟိုမှာဟမ်ဟေ့ဒီအိမ်ကအောက်ထက်လေ wow ဟိုဒီမှာလည်းမြည်ဟဲ့ဒီအိမ်က diamond နေတယ်လောက်ထားတယ်ဟိုအောက်မှာလည်းဟို chest တွေအများကြီးပဲအပေါ်ဆုံးမှာလည်း chest တွေအများကြီးပဲမလိုက်တာဘယ်သူများဆောက်ရလဲမသိပါဘူးငါဒီကငါ့လောက်တက်မယ်ငါနေမရမယ်ပစ္စည်းအများကြီးထားမယ်အဲ့တော့ဒီမှာဘန်နာလေးရှိတယ်အော်ဒီမှာချမ်းဝဲမလို့တော့ဟုတ်ဒီတော့ကျွန်တော်ညအောင်မအိပ်ပဲနဲ့ကျွန်တော် stay alive လုပ်ကြည့်မှာနော်ဒီနားဘာလို့တော့ဒီနားမှာဟောပဲဒီစပေါ်လာရှိတယ်ဗျာခီနာနာစတေးပါလို့မယ်โอเคခုမှဇွန်ဘီဟိုင်းမပြောတော့ဘူးဘာပြောလဲအဲ့ဒါနဲ့ဘာတူတူတူဟမ်မကိုးတွေဖိလက်ချင်မှာထွက်လို့ရတယ်ငါကောင်ငါထွက်ရလို့ငါကချိုးလိုက်တာဘာချိုးလိုက်လဲတမကြီးတမခုနလုံးကိုစားရတယ်တမအပေါ်လုံးမှာစားရဟောစားနေစုခနေရအမေတလုံးဆိုတန်နေလိုက်ရှာ
ကျွန်တော်ကိုယ်လေးယူလို့ရတယ်ပေါ့နော်โอเคဒါကြောင့်အမလေးဆိုရဲချလိုက်ရတယ်ဟာဟေးဟုတ်လားကဲကောင်တီးရပဲကောင်ဟာဒါဘာလို့ခဏဒါဟုတ်တယ်ဘယ်ကောင်စောက်တော့အိုး bro မင်းကမမီလောဆန်းပါယောဟဲ့ငါ့ကိုလည်းဘယ်သူမှလည်းလာမချအိုးက crafting mode ထည့်တာတော့သူကငါ့ကိုမချပါသူကအားကိုလည်းမတက်တော့ခဏတော့ demo ဖူးရမှာမလို့ရှင်တော့နေတ right ဖူးရမှာပြောင်းတယ် let's go နေတ right ဖူးရမှာ demo ဖူးရမှာရပြင်းစရာဟုတ်မလား demo ဖူးရမှာရပြင်းစရာကြားလေးပြောင်းမယ်ပစိန်လေးပြောင်းမယ် okay ရပြီဘယ်တော့မှမနဲ့ရောက်မှလဲကွာပြင်းလိုက်တာအဲ့တော့တားအိမ်မယ်ဟဲ့ချိန်မကူးတယ်ကျွန်တော်လုံးဝတွေးမျိုးပါ because ကျွန်တော် crafting mode ထည့်တာလေဟုတ်တယ်မလားဘာလို့ယူအောင်မလဲကျောင်းဆိုရင်တော့တကယ်လို့ရော့အောင်လို့ဆိုရင်တလုံးနဲ့တော့မရော့ဟုတ်တယ်ဟဲ့နော်ဟုတ်ကျွန်တော်ဘောနော်ဗီဒီယိုမတင်ပါနဲ့ကြာပြီအဲ့တော့ Minecraft လေးဆော့ပြတာဖြစ်ပါတယ်။ငါအိမ်တိုင်းလုံးကျွန်တော် diamond နေနဲ့ဆောက်တာပေါ့နော်။ဟုတ်ပါဘူး။ကတူလိုက်။ရှေ့ရောက်တော့ပါ။ဒါကျွန်တော်ကိုယ်ဆောက်ထားတဲ့အိမ်မှာနော်။လာကောမောင်ကတစ်ချက်ယူပြီးတော့10 of block ဆိုတော့နော်။ယူပြီးတော့ဆိုတော့ဒီအိမ်ကိုကျွန်တော်ဆောက်ဖို့မိနစ်20ပဲကြာပါတယ်တကယ်မိနစ်20ပေါ့နော်ရန်လွယ်လုံးအကြီးရလည်းမဟုတ်ပါဘူးသူ့အနေနဲ့အတင်းရှိတယ်လွယ်တဲ့နေရာလေးလွယ်တယ်လွယ်တဲ့နေရာမလွယ်ဘူးကျွန်တော်ဒီဟုတ်ဟိုင်းတခြားဝေးကိုတွားအောင်ဒါရှိလေဒီထဲမှာအမျိုးကိုလည်းဟုတ်ဒီမှာကူကြီးတယ်ကူတယ်မတော်တော့ crafting mode ဆိုကျွန်တော်ကြိုက်တယ်လို့ရဟေးဒီတော့ကျွန်တော်ဟေးကျွန်တော်ဒိုင်းဝိုင်စီပဲကျွန်တော်ပြန်ရမယ်3အဲ့တော့ဒီနေ့ဗီဒီယိုကဒါတော့ပါပဲအားလုံးကျေးဇူးတင်ပါတယ် okay တိုင်းနေတဲ့ရင် like and subscribe နောက်ပြီးကျွန်တော်ဒီအိမ်လေးကိုစောက်တာလားမလား
ဒီ comment အောက်မှာတစ်ချက်ရေးပြီးတော့အင်ရတာတေးသေးလေးဒါပေမဲ့ကျွန်တော်တေးသေးချာချာလေးနဲ့ကြကြဝုန်းဝုန်းလေးဆောက်ပြီးတော့ရပါတော့ဒီမှာအများကြီးပဲအဲ့တော့ဗီဒီယိုကိုကြားရင် like subscribe နောက်ပြီး GA channel ဘလောက်ဆိုပြီး 9k okay နော်အဲ့တော့ bye bye